မေနေနဲ့ကိုက online business ကိုလေ့လာခြင်းနဲ့ကိုကလုံးဝသင်တတ်တတ်ဖို့အချိန်လည်းမပေးနိုင်ဘူးအချိန်မရှိဘူးဖြစ်နေတဲ့မေတွေရှိတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကိုကြည့်ပါဇမအတွေ့အကြုံနဲ့ဇမလုပ်ခဲ့တဲ့ပုံစံမျိုးကိုလာပြောပြပေးမှာပဲဖြစ်ပါတယ်ဒါကဘာလဲဆိုလို့ရှိရင်ကိုကလေ့လာရမယ် online class တွေလေ့လာလို့ရတယ်ကိုနားလဲတဲ့ကိုဖတ်ချင်တဲ့စာအုပ်တွေမှာစာအုပ်တွေထဲမှာလေ့လာလို့ရတယ်ပြီးတော့ကိုကအဲ့လိုမျိုးမဟုတ်ဘူးနောက်ထပ်တိတိကျကျလေးလေ့လာခြင်းနဲ့ဆိုလို့ရှိရင် तू ကကိုချင်းနေကိုစောင်းတက်တွေတွားယူလို့ရတယ်Zoom ကနေလည်းယူလို့ရတယ်ပေါ့နော်ပြီးတော့ဒီလိုအစ်စ်တွေမှာကိုယ့်အတွက်ငွေလုံးဝရမှာမဟုတ်ဘူးဆိုတာကိုတော့လုံးဝသတိထားစေခြင်းနဲ့တချို့ကဒီဆရာနဲ့တင်ပြီးတော့ချက်ချင်းငွေဖြစ်မယ်လို့ထင်ကြတယ် business တိစောက်တဲ့နေရာမှာဒီလိုမျိုးလုံးဝမရဘူးကိုမနာလဲတဲ့၍ဘလို့ဆရာမျိုးနဲ့ပဲဓာတ်ရိုက်တစ်ခါတည်းတင်မရပါဘူးကိုယ့်ရဲ့လေ့လာမှုကအရန်ကိုအရေးကြီးပါတယ်ကိုယ့်ရဲ့လေ့လာမှုဇက်တိုက်လုပ်မှုတွေကမှရလက်ထွက်လာမယ်ဆိုတာလုံးဝအကျင့်သေးပါတယ်